မင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်က online မှာတွေ့တဲ့ငဖဲအရင်ကုန်တွေကိုငဖဲထည့်ပြီးလိတ်ထားတဲ့ဟင်းတစ်ခွက်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အိမ်မှာစမ်းပြီးချက်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဘယ်လိုချက်လဲဆိုတာကိုလိုက်ကြည့်ပြီးပါခင်ဗျာဒါကတော့ကျွန်တော်အိမ်မှာကြံတဲ့ငဖဲ၃កောင်ပေါ့နော်ဒီနေ့အဲ့ငဖဲ၃កောင်ကိုချစ်ပြီးတော့အဲ့ငဖဲလေးဟင်းကိုချက်မှာဖြစ်ပါတယ်ဒီလိုအနေထားရောက်ပြီဆိုလို့ရှိရင်တော့ငဖဲကိုစားချစ်လို့ရပါပြီငဖဲအကောင်လိုက်ကိုတပေးသာဝယ်ပြီးချစ်မယ်ဆိုလို့ရှိရင်ငဖဲချစ်90သာထွက်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကငဖဲချစ်ကိုအပြင်မှာမွေပဲနဲ့အိမ်မှာပဲအကောင်လိုက်ဝယ်ပြီးချစ်စားတာပဲဖြစ်ပါတယ်။လှုပ်ရှုပ်တယ်ဆိုပေမဲ့ငဖဲချစ်အစ်စ်ကိုစားရပါတယ်။အခုဆိုရင်တော့ဒါငဖဲချစ်လေးရပါပြီ။ဒီချစ်ပြီးသားငဖဲအရေကုန်မှာဆိုလို့ရှိရင်အယိုးတွေအကြီးကုန်တွေရှိနေပါတယ်အဲ့ဒါတွေကိုအခုလိုမျိုးတန်ရှင်းအောင်ပြုလုပ်လိုက်ပါမယ်အခုလိုမျိုးတန်ရှင်းသွားပြီဆိုလို့ရှိရင်ငဖဲကိုစားလိုက်ပါမယ်ခင်ဗျာပြီးတော့ရင်ကျွန်တော်တို့ကငဖဲကိုစပလင်ချင်းထောင်းထားတာကိုအရင်ညှစ်ထည့်မယ်စားအရသာမဟုတ်စနွေးကိုထည့်ပြီးတော့နာနာလေးထောင်းထားလိုက်ပါမယ်နာနာလေးထောင်းတော့မှငဖဲကမာဆက်ဆက်လေးနဲ့စားလို့ကောင်းမှာဖြစ်ပါတယ်အခုဆိုတော့ငဖဲကိုကျွန်တော်တို့ကအရင်ကုန်လေးကိုထည့်ပြီးတော့ပြန်လိပ်ပါပြီခင်ဗျာအခုလိုလိပ်ပြီးသွားပြီဆိုလို့ရှိရင်စပလင်အယိုးလေးနဲ့ဘောကနေချီထားလိုက်ပါမယ်အခုဆိုရင်တော့ကျွန်တော်လိပ်ထားတဲ့ငဖဲလိပ်လေးရပါပြီခင်ဗျာစီပူလာပြီဆိုလို့ရှိရင်ဖြူနီထောင်းထားတာကိုစီတက်ပါမယ်ဖြူနီအယောင်တင်မုတ်ကနီညိုရောင်လေးတန်းလာပြီဆိုလို့ရှိရင်ချမ်းညီလေးကိုထည့်လိုက်ပါမယ်ချမ်းညီလေးထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်လိပ်ထားတဲ့ငဖဲလေးတွေကိုအခုလိုမျိုးထည့်လိုက်ပါမယ်ခင်ဗျာပြီးတော့ရေထည့်မယ်အရသာအတွက်ကတော့စားအရသာမဟုတ်အများကြီးအနေငယ်ပေါက်ပြီးတော့ချက်လိုက်ပါမယ်ခင်ဗျာအခုလိုစီပင်လာပြီဆိုလို့ရှိရင်နန်းနန်းပင်လေးကိုအပေါ်ကနေအုပ်လိုက်ပါမယ်အခုဆိုရင်တော့ရနံမွေးပြီးတော့ငဖဲကိုလိပ်ပြီးချက်တဲ့ဟင်းလေးတစ်ခွက်ရပြီပဲဖြစ်ပါတယ်ခင်ဗျာ